အဲ့တော့ဒီမှာမမတို့ရဲ့ရုံးမမှာပတ်တန်ကိုလာပြီးတော့မှမမတို့ကတ်ကြည့်လိုက်တယ်နော်ကတ်ကြည့်လိုက်တဲ့အချိန်မှာအခုဒီနားလေးမှာမမလေဘင်းလေးကိုစားလိုက်တော့ဒီနားလေးထော်တာတွေပါလေမရှိဘူးနော်ပြီးလို့ရှိရင်သူ့ရဲ့ရင်ပုံသူ့ရဲ့ဂျိုင်းလေး1 cm စားလိုက်တဲ့အတွက်ဒီမှာလုံးဝဂျိုင်းလေးကဒီလိုအကက်ကလေးဖြစ်သွားတယ်နော်အဲ့1 cm တောင်မမတို့မစားခဲ့သေးဘူးဆိုဒီနားမှာထော်နေမှာသူကနော်အဲ့တော့တခြားခန္ဓာကိုယ်တွေတခြား body တွေရဲ့ပတ်တန်ကိုလည်းအတူတူပဲမမတို့ကဒီမှာသူ့ရဲ့ပခုံး line ဘေး line လေးတွေကိုလာပြီးတော့မှတင်ကြည့်ပြီးတော့မှသူ့ရဲ့အလဲစန်တာ line လေးတွေတင်ကြည့်ပြီးဒီနားလေးတွေမှာကိုစားဖို့လိုသေးလားကိုထောနေသေးလားဆိုတာလေးတွေကိုစစ်ကြည့်လို့ရတယ်နော်အဲ့တော့အခုဒီမှာရင်ပုံးချမ်းကိုကြည့်အောင်ရင်ဖုံးချမ်းမှာမမကဒီနေရာမှာ1 cm စားလိုက်တယ်နော်ဒါသူ့ရဲ့ရင်ထိတ် line တိုင်း1 cm စားထားတယ်ဒီရင်အောက်မှာမမ 0.5 စားခဲ့တယ်အခုဒီနားလေးမှာမမနည်းနည်းလေးထော်နေတယ်ဒီလိုလေးသွားပြီးကတ်ချင်တာနော်ဒီလိုလေးပို့ပြီးတော့မှကတ်ချင်တယ်ဆိုမမတို့က 0.7 လောက်ကလေးစားခဲ့လို့ရတယ်နော် 0.7 စာလောက်ကလေးမမတို့ဒီမှာဒါပေမဲ့အခုဒီမှာ 0.5 စားထားတာတောင်မှမမတို့ကအခုဒီမှာတကယ်တမ်းကိုယ်တဲ့ပေါ်မှာပိတ်စနဲ့ဆိုရင်မမတို့ဒီမှာလုံးဝထောနေတာပြုတ်နေတာလုံးဝမရှိဘူးเนาะဒီဘက်ကရင်လိုင်းလေးတိုင်ကိုမမတို့လုံးဝကွက်တီလေးလာပြီးတော့သူ့ရဲ့ရင်ပုံးကကျသွားမှာเนาะအဲ့တော့ဒီမှာမမတို့ကကိုက 0.5 ဒါ 0.5 ပဲစားထားတာ 0.7 လောက်စားခြင်းလည်းရတယ်ဒီနေရာမှာတော့မမက1စားတယ်เนาะအဲ့တော့ဒီမှာသူ့ရဲ့ရင်ထိတ်ကိုမမတို့ကကွက်တီဖြတ်ထားတဲ့အတွက်ဒီနေရာလေးဒီဟနေတာလေးထော်နေတာလေးမရှိဘူးရင်လုံးလေးအတိုင်းပဲသူကသွားပြီးတော့ကြာနေတော့မှာเนาะအဲ့ဒါပြီးသွားပြီဆိုမမကဒီမှာဘာတစ်ခုထပ်လုပ်ချင်သေးလဲဆိုတော့မမတို့ပခုံးထောက်ဖြတ်တဲ့အချိန်မှာဘာလုပ်လို့ရလဲဆိုဒီမှာပခုံးထောက်လေးပွားနာမြင်လားဒီပခုံးထောက်နာလေးမှာမမတို့က1 cm လောက်ကလေးစားလို့ရတယ်အဲ့ဒါလေးကဘယ်လောက်စားမလဲဆိုတော့ခါကြတော့အဲ့ဒါလေးကိုမမတို့ကဘယ်နေရာမှာစားမလဲဆိုတော့ဒါကသူ့ရဲ့ရင်လုံးရှိတယ်เนาะသူ့ရဲ့ရင်လုံးကဒီနားလေးထိရှိတယ်အဲ့ဒီရင်လုံးရဲ့အပေါ်ပိုင်းလေးမှာမမတို့ကဟိုဘက် 0.5 ဒီဘက် 0.5 လောက်ကလေးမမတို့စားမှာเนาะဟိုဘက် 0.5 ဒီဘက် 0.5 လောက်ကလေးမမတို့စားမယ်အဲ့တော့ရင်လုံးနေရာဒီသွားဆိုင်ရင်ကျတော့ရင်လုံးကြီးနဲ့ဆိုတော့မမတို့ကဒီရင်ကြီးကျက်သွားမှာလေเนาะအဲ့တော့ရင်ကဒီလိုလုံးလုံးဖောင်းဖောင်းလေးရှိနေတာဆိုတော့သူ့ရဲ့ရင်အပေါ်ပိုင်းပေါ့မမတို့ရင်ပေါ်ပိုင်းဆို8 cm လောက်ပေါ့เนาะ8 cm ရဲ့အပေါ်ပိုင်းပေါ့အဲ့ဒီ8 cm ကနေပြီးတော့မှအပေါ်ပိုင်းလောက်မှာမမတို့စပြီးတော့မှဟိုဘက် 0.5 ဒီဘက် 0.5 လောက်ကလေးကိုမမတို့ကပြပြလေးပခုံးကနေလဲပြပြလေးကျလာမယ်စားကျင်တာဒီနားလေးတစ်ဝိုက်เนาะဒီနားလေးတစ်ဝိုက်ကိုစားကျင်တာဆိုတော့မမတို့ကရင်လုံးဘက်ကိုလည်းပေကွေးလေးနဲ့ပြပြလေးပြန်ပြီးဆင်းလာเนาะအဲ့တော့ဒီထိသွားပြီးတော့အရန်ကြီး 0.5 ကြီးယူပြီးစားမှာမဟုတ်ဘူးเนาะ 0.5 စားလိုက်တဲ့နေရာလေးကဒီနားတစ်ဝိုက်လေးဘာလို့လဲဆိုတော့ဒီနားလေးမှာသွားပြီးနည်းနည်းလေးပွားအဲ့နားလေးမှာလုံးဝပို့ပြီးတော့မှကတ်ချက်သွားအောင်လို့ဆိုမမတို့ကပခုံးထောက်ဖြတ်တဲ့အချိန်မှာဒီနားလေးမှာ1 cm လောက်စားပေးလို့ရတယ်နော်အဲ့1 cm စားပေးလိုက်တယ်ဆိုလို့ရှိရင်မမတို့ရဲ့ရင်ပုံးပတ်တန်ဒီလုံးဝခန္ဓာကိုယ်ပေါ်မှာဘယ်နေရာမှာပွားနေတာမရှိစေရတော့ဘူးလုံးဝကတ်ချက်ပြီးတော့ခါကျတော့မှဒါကစက်ကူနဲ့မို့လို့တောင်မမတို့ကဟိုနားတောင်ဒီနားတောင်ဖြစ်နေသေးလို့เนาะနောက်ပြီးတော့ခါကျတော့မကဒီပတ်တန်ဒီအယုံမထက်နည်းနည်းလေးကြီးတယ်เนาะအဲ့ဒါကြောင့်မို့လို့တောင်မတို့ကဟိုနားပွားဒီနားအဲ့လိုမျိုးလေးတွေဖြစ်နေတာအဲ့တော့ဒီနားလေးမှာနည်းနည်းလေးပခုံးထောက်တွေဖြတ်တဲ့အချိန်မှာမတို့ဒီမှာ 0.5 တာဒီနားလေးကိုစားပေးလိုက်တယ်ဆိုလို့ရှိရင်မတို့ရဲ့အင်ကြီးဒီလုံးဝလေဘင်းမှာလည်းဟာတရားမလို့ဒီဘက်ရင်ပုံးအချမ်းဘက်မှာဆိုလို့ရှိရင်လည်းဒီလိုလုံးဝကပ်ပြီးတော့ခါကြတော့မှเนาะလုံးဝနှိပ်စီတက်တဲ့အချိန်ဒီမှာလည်းမတို့စိတ်ပူစရာစိတ်ညစ်စရာဘာမှမရှိဘူးဘာလို့လဲဆိုတော့ဒီကျလာတဲ့ line ဒီသူ့ရဲ့ရေကူးတော့ line ပေါ်မှာတောက်လျှောက်တာတသားတည်းသွားပြီးတင်းနေတယ်เนาะအဲ့ဒါပြီးဆိုမှမတို့ကရင်ပုံးသူ့ကိုပတ်တန်မှာဘာတွေမှတ်ခဲ့ရမလို့ဆိုတော့စန်တာ line ဒီစန်တာ line အရေးကြီးတယ်ဒီစန်တာ line ကိုမတို့ကလက်နဲ့ခြိကျဲဆွဲခဲ့တာเนาะချုပ်တဲ့အချိန်မှာဒီအဖုံးချမ်းပေါ်မှာဒီနေရာကိုမတို့လက်နဲ့ခြိကျဲဆွဲခဲ့တဲ့ line တစ် line ယူခဲ့ရမယ်เนาะရင်ပုံးမှာအဲ့ဒါအရေးကြီးတယ်အဲ့တော့အခုဒီမှာဆိုရင်ဒီနေရာမှာမတို့ 0.5 စားထားတယ်ဒီမှာလုံးဝကွက်တီပဲเนาะ 0.5 စားလိုက်တယ်လုံးဝဒီနေရာတွေထောနေတာပြုတ်နေတာတွေမရှိဘူးခန္ဓာကိုယ်မှာလုံးဝကတ်ချက်နေလိမ့်မယ်เนาะအဲ့တော့ 0.5 0.7 ပေါ့နော်အဲ့ဒါမျိုးလေးတွေကိုစိတ်ကြိုက်ဒီရင်းအောက်ရမ်းချိုင်းတဲ့လူတွေဆိုလို့ရှိရင်တော့မတို့က 0.7 1အဲ့လောက်ထိစားပေးလို့ရတယ်တချို့ကဒီနေရာမှာလုံးဝအသားမရှိဘူးเนาะအသားမရှိဘူးလုံးဝဘိုက်လဲလုံးဝမရှိတဲ့လူတွေဆိုရင်ဒီနားလေးမှာပိုစားပေးပေါ့เนาะအဲ့တော့အခုဒီမှာသူ့ရဲ့ထွက်လာတဲ့ပတ်တန်ပုံစံဒီဘေးမှာ1စားလိုက်တယ်မတို့ဂျိုင်းဒီလုံးဝဟစရာအကြောင်းမရှိဘူး